Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဓာတ်ပုံတွေဗီဒီယိုတွေရရင်အချိန်တွေနေ့ရက်တွေ location တွေကိုယ့်နာမည် watermark ထည့်ချင်တဲ့သူတွေအတွက်ဒီဗီဒီယိုလေးကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာစလိုက်ကြရအောင်ပထမဦးဆုံးကင်မရာတွေကိုသွားမယ်ပြီးရတယ်အပေါ်ကဘာတန်းသုံးခုလေးကိုနှိပ်မယ်ပေါ့နော်ဒီຢာလေးကိုနှိပ်မယ်ပြီးရတယ် setting ဆိုတာလေးကိုနှိပ်မယ်ပြီးရတယ် watermark လေးဆိုတာနှိပ်မယ်ပေါ့နော်ဒီမှာ watermark အဲဒီ watermark လေးကိုဒီ cloud လေးကို online ပါS2 watermark photo and video ဆိုတာဓာတ်ပုံမှာထည့်မလားဗီဒီယိုမှာထည့်မလားဒါမှမဟုတ်နှစ်ခုစလုံးမှာထည့်မလားထည့်လို့ရတယ်နော်ဒါပြီး model device model ကြတော့ဒါကိုယ့်ရဲ့ phone user ပေါ့နော်ဒီမှာကိုယ့်ရဲ့ phone user လေးပေါ်လာပြီပေါ့နော်ဒီအောက်မှာ location ပေါ့နော်ဒီညာလေးကိုနေမယ်ဒါ location ဒီအောက်မှာဒါလေးကအချိန်ရယ်နေ့ရက်ပေါ့နော်ရက်စွဲပေါ့ပေါ်လာပြီအဲ့ဒီမကြိုက်ဘူးအဲ့ဒီသဘောမကျဘူးကိုနာမည်ကိုကြိုက်တဲ့စာသားတွေပဲထည့်မယ်ဆိုရင်ဒါလေးတွေပြန်ဖြတ်လိုက်ပါမဖြတ်ချင်လည်းရရနော်ပြီးရင် custom tag ကိုနှိပ် custom tag ကိုနှိပ်ပြီးရင်ကိုနာမည်ကိုကြိုက်တဲ့အရာကိုကြိုက်တဲ့စာသားတွေထည့်လို့ရပါပြီခင်ဗျာဥပမာကျွန်တော်ထည့်ပြအောင်ပေါ့နော်ပေါ်လာပြီနော်ဒီအောက်မှာဒါ font size ပေါ့နော်ဒါ watermark ကြီးမလားတေးမလားအလယ်လက်စာယူမလားပေါ့နော်ဒီဟာကြတော့ position ပေါ့နော်ဒီ watermark ကိုဘယ်မှာထားမလားအလယ်မှာထားမလားညမှာထားမလားပေါ့နော်အပေါ်မှာပဲထားမလားကျန်တဲ့နေရာထားလို့ရတယ်နော်အကယ်လို့ကိုက watermark မထည့်ချင်တော့ပြန်ဖြုတ်ချင်တယ်ဆိုရင်ဒီ cloud လေးကိုနှိပ်လိုက်ပါပြန်ဖြုတ်လိုက်ပါနော်ဟုတ်ကဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာကြိုးစားနေကြမှုအားပေးကြပါအောင်ခင်ဗျာ